တပ်ပုံတွေကစာသားတွေကိုဘာသာစကားပြောင်းလဲပြီးတော့ဖတ်ချင်တယ်ဆိုရင်ကျွန်တော်ဒီနည်းနဲ့အလွယ်လေးလုပ်လို့ရတယ်ကျွန်တော်ရဲ့ဖုန်းထဲမှာ Google Translate ဆိုတဲ့ application လေးရှိထားဖို့လိုတယ်ဒီရဲ့ application လေးပေါ့နော်ကျွန်တော်တို့ Google Play Store မှာလည်းတွားပြီးတော့ download ဆွဲလို့ရတယ်လို့ကျွန်တော်တို့ App Store မှာလည်းတွား download ဆွဲလို့ရတယ်ပြီးရင်ကျွန်တော်တို့က Google Translate ကိုတစ်ချက်လောက်နှိပ်ပေးလိုက်မယ်ဒီနေရာမှာကျွန်တော်တို့ကပုံမှန်စာသားတွေကိုပဲဘာသာပြန်လို့ရတယ်လို့တော်တော်များများထင်ကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဓာတ်ပုံတွေလည်းဘာသာပြန်လို့ရပါတယ်ညာဘက်တောက်ဆုံးကကင်မရာဆိုတဲ့ဟာကိုတစ်ချက်လောက်နှိပ်လိုက်ပေါ့နော်ဒီအောက်လေးမှာရှိပါတယ်ကင်မရာဆိုတဲ့ဟာလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ဒီထိတ်ဆုံးကအကွက်လေးရဲ့ပထမဆုံးအကွက်မှာကျွန်တော်တို့ဘာသာစကားပြန်ချင်တဲ့ဟာပေါ့နော်ကျွန်တော်တို့နားမလဲတဲ့ဘာသာစကားကိုတစ်ချက်လောက်ရိုက်ထည့်ပေးလိုက်ဒီနေရာမှာထိုင်းလို့ရိုက်ထည့်ပေးလိုက်ပေါ့နော်ဒီရဲ့ search bar မှာကျွန်တော်ရိုက်ထည့်ပေးလို့ရတယ် THAI ထိုင်းပေါ့နော်ကျွန်တော်ကရှိပြီးသားဖြစ်တဲ့အတွက်ဒါကိုရွေးပေးလို့ရမယ်ဥပမာတကယ်လို့ကိုယ့်ဖုန်းထဲမှာထိုင်းဘာသာစကားမရှိသေးဘူးဆိုရင်ဒီနေရာမှာ download ဆိုတဲ့ button လေးပေါ်လိမ့်မယ်ပေါ့နော်ဒီရဲ့ download button လေးကိုတစ်ချက်လောက်နှိပ်ပေးလိုက် okay ပြီးတော့ရင်ကျွန်တော်ကတော့ time ပဲပြန်ရွေးပေးလိုက်မယ် okay ဒုတိယတစ်ခွက်ကကျတော့ကျွန်တော်တို့ဖတ်ချင်တဲ့ဘာသာစကားပေါ့နော်မြန်မာလိုပဲဖတ်ချင်တယ်ဆိုရင်ဒီနေရာမှာမြန်မာလိုရွေးပေးလိုက်ပါတကယ်လို့ဒီရဲ့အကွက်နားမှာမရှိဘူးဆိုရင်ဒီနားမှာကျွန်တော်တို့ကမြန်မာလိုရိုက်ထည့်ပေးလိုက်ပေါ့နော် okay ပြီးတော့ရင်ကျွန်တော်တို့ဘယ်ဘက်တောင်ဆုံးကဓာတ်ပုံလေးကိုတစ်ချက်လောက်ရွေးပေးလိုက်ဒါမှမဟုတ်ကိုကဓာတ်ပုံတစ်ခါလေးရိုက်ရှင်နေဆိုရင်ဒီရဲ့အလေရဘတ်တန်လေးကိုတစ်ချက်လောက်နှိပ်လိုက်လို့ရတယ်ပေါ့နော်ကျွန်တော်ကဓာတ်ပုံတွေကဘာသာစကားကိုဘာသာပြန်မယ် okay ကျွန်တော်လိုချင်တဲ့ဓာတ်ပုံလေးကိုထည့်လိုက်မယ် okay ဒါဆိုရင်သူကမြန်မာစကားပြောင်းလဲပြီးတော့မှဖတ်လို့ရပြီပေါ့နော်ဒီမှာကျွန်တော်တို့က zoom ဆွဲပြီးကြည့်လို့ရတယ်သေးနေတယ်ဆိုရင်ဒီနေရာမှာသူကတွေ့တယ်ပေါ့နော်ထိုင်းဘာသာစကားကိုကျွန်တော်မြန်မာလိုဖတ်လို့ရပါပြီဒီနည်းနဲ့ကျွန်တော်တို့အလွယ်လေးဘာသာပြန်လို့ရတယ်ပေါ့နော်အားလုံးပဲဆင်ပြေကြပါစေ